ကဲပိတ်တကြီးမင်္ဂလာပါဗျာကျွန်တော်တို့မနေ့ကစောမင်းမင်းကမနေ့တော့ထိုင်းဖိုက်တာရော့လက်ဖက်နဲ့ထိုးတက်ခဲ့တယ်ဒါပေမဲ့ဒီပွဲမှာထုံးစံအတိုင်းပဲနော်ဒီထိုင်းချန်ပီယံရှစ်ပေါ့1ချန်ပီယံရှစ်မဟုတ်တော့ထိုင်းချန်ပီယံရှစ်ကသူ့ရဲ့ထိုင်းဖိုက်တာကိုပဲအမှတ်နဲ့အနိုင်ပေးလိုက်တယ်ဒီပွဲမှာဆိုလို့ရှိရင်ဗျာခင်ဗျားတို့ကြည့်လိုက်ဗျာအဲ့ဒီမှာစောမင်းမင်းရဲ့ထိုးချက်တွေကတကယ်ကိုတော့တောက်လျှောက်ကိုထိတာဒီဘက်ကရော့လက်ဖက်ကခေါင်းကြီးငို့ပြီးတော့ခံတယ်ဒီဘက်ကထိုးတယ်နော်ဒါပေမဲ့ဘလူးပဲထိုးနောက်ဆုံးတော့ထိုင်းနေကပဲအနိုင်ယူသွားပါတယ်အဲ့တော့နော်ဒီဟာကကျွန်တော်တို့မြန်မာတွေနဲ့ခံရတာမဟုတ်ပါဘူးဟိုတစ်ခေါက်ဆိုလဲဒီနာဘာဒီတို့နော်တခြားအဖြူဖိုက်တာတွေလည်းခံရတယ်ထိုင်းဖိုက်တာတွေမျက်နှာတွေစုပ်ပြတ်တက်နေအောင်အထိုးခံရလဲနောက်ဆုံးအမှတ်ပေးရောက်ပြီဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ1ချန်ပီယံရှစ်ကသူတို့ဖိုက်တာကိုပဲအနိုင်ပေးတယ်ဒီဟာကတော့ထုံးစံလိုမျိုးဖြစ်နေပြီပေါ့နော်ဒီကဒီဆောင်းမင်းဆိုလို့ရှိရင်လည်းသူ့ရဲ့လက်သီးချက်တွေတကယ်ကိုကောင်းတယ်ရှေးပွဲကအမားတွေကိုတေချာပြင်ဆင်ပြီးတော့ဒီပွဲအတွက်မှာတည်တည်ချာချာပြင်ဆင်ပြီးတော့လာရောက်ထိုးတက်တာကိုကျွန်တော်တို့တေချာလေးကိုမြင်ရရပေါ့နော်သူကိုယ်တိုင်လည်းတကယ်ကိုအကောင်းဆုံးလုပ်ပြသွားတယ်ဒါပေမဲ့သူ့မှာပြင်စရာလေးတော့လိုအပ်ချက်လေးတော့ရှိရပေါ့နော်အဓိကသူ့ရဲ့လက်သီးပါဝါတင်ဖို့အတွက်ကိုဒီနိစီနီကြကြလေ့ကျင့်ဖို့တွေလိုတယ်ပြီးလို့ရှိရင်တက်လုံပိုင်းနည်းနည်းစကားပြောတယ်ပေါ့နော်တက်လုံပိုင်းနည်းနည်းလေးအချိန်ကြာလာအမြသူ့ရဲ့တက်လုံကြလာကိုလည်းမြင်ရတယ်ဒီအချက်လေးတွေတော့တရားပြင်ဆင်သင့်တယ်ပေါ့နော်အဓိကပထမအချိန်နဲ့ဒုတိယအချိန်မတော့ရှောက်အသာကြီးရတယ်ရပြီးတော့နောက်ဆုံး round မှာကျတော့ထိုင်းဖိုက်တာသူ့ရဲ့ကစားပွဲပြောင်းပြီးတော့ပေါ့နော်အဓိက body နိုင်တာအဓိကတက်လုံချွေချင်တာပေါ့နော်ဒီ labor shot တွေထိုးတယ်တောက်လျှောက်ကိုထိုးတာဆောင်းမင်းကကျတော့တောင်ရိုက်ချက်တွေနောက်လက်သီးချက်တွေတကယ်ကိုကောင်းပါတယ်အကောင်းဆုံးစွတ်ပြသွားတယ်ဒါပေမဲ့နောက်ဆုံးလည်းနောက်တော့တစ်ခေါက်လောက်မှာတော့ကြမထားဘူးဆိုရင်ထုံးစံတိုင်းရှုံးမယ်ဆိုတော့ကျွန်တော်တို့ကြိုသိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကထိုင်းချန်ပီယံရှစ်ဖြစ်နေလို့ပါသူတို့ရဲ့နီးပြတွေသူတို့ဒီအမှတ်ပေးတိုင်းတွေကတော့သူတို့ကစားသမားကိုပဲသူတို့ပေးပါတယ်အဲ့တော့နောက်ဆုံးမှာတော့unanimous decision နဲ့ရှုံးတယ်ပုံမှန်ဆိုရင်က split decision လောက်ဆိုလို့ရှိရင်ကျွန်တော်တို့မပြောလို့ပါဘူးဒီဟာဆိုလို့ရှိရင်ကတ်ရှုံးတယ်ပေါ့နော်လက်ခံလို့ရသေးတယ်အခုဟာကြီးက unanimous decision ဆိုတာပြက်ပြက်သားသားနဲ့ပေါ့နော်ထိကျအသာကြီးရတယ်ဆိုပြီးတော့ပြီးတော့သူထိုက်ဖိုက်တာကိုနိုင်လိုက်တာပြီးလို့ရှိရင်ကိုထုံထုံမင်းတို့ဆိုလို့ရှိရင်လည်းတင်ထားရပေါ့နော်ကိုဘက်ကလူကတောက်လျှောက်ကြီးတွေထိုးနေပြီးတော့ရှုံးတာကတော့အဆင်မပြေဘူးဆိုတဲ့ဟာမျိုးပေါ့နော်1ချန်ပီယံရှစ်ကိုဝေဖန်တာတွေလည်းတောက်လျှောက်တွေများနေပါပြီအဲ့တော့ပြောချင်တာကတော့မနေ့ကဆောင်းမင်းရှုံးသွားတယ်ဒါပေမဲ့ပြိသက်အကြိုက်ပွဲကောင်းတစ်ခုဖြစ်အောင်လို့တော့တည်တည်ချာချာထိုးသွားတာကိုမြင်ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်